မှာများလဲပဲသူယုံမှာပဲကိုယ့်အဖြစ်ကိုဖုံးတတ်တဲ့ပုဂ္ဂိုလ်လဲသူယုံမှာပဲလို့သူယုံမှာ၅မျိုးဒီဂါထာကပြခဲ့တယ်ပုဂ္ဂလာဒိဋ္ဌာနဓမ္မဒေသနာနည်းအားဖြင့်အမျက်ထွက်ခြင်းရံညိုးဖွဲ့ခြင်းသူကျေးဇူးအခြေဖြစ်ခြင်းမိစ္ဆာဟောက်ပြန်မှာယွန်းစွာမြင်ခြင်းမိမိရဲ့ပြစ်ကိုဖုံးကွယ်ခြင်းဆိုတဲ့ဤတရား၅ပါးဟာသူယုံမှာဖြစ်အောင်ပြုလုပ်တတ်တဲ့တရားပဲလို့ဧကဇံဝါဒိသံဝါပိယောဒပါဏံဝိဟိန္တိယတ္တပါဏိတရားနာတိတံသိညာဝတလောဣတိယာမနာဧကိကပါရဒွါသပုံနာဣဒာဤလောက၌ယောအမှတ်မထင်အကျဉ်သူသည်ဧကဇံဝါတကြိမ်သာဖွားမြောက်သောဧကဇံတကြိမ်သာဖွားမြောက်ရသောပါဏံဝါဇလာဘုဇသတ္တဝါသံသေတသတ္တဝါဩပပါတိကသတ္တဝါကို၎င်းဝိဇံဝါပိနှစ်ကြိမ်တိုင်းဖွားမြောက်ရသောပါဏံဝါအန္တဇသတ္တဝါကို၎င်းဝိဟိန္တိညင်ပန်းနှိမ့်တဲ့သတ်ဖြတ်ပေယတ္တခြင်းသူအားပါဏိသတ္တဝါလေးမျိုး၌တရားငဲ့ညာထောက်ထားသနာကရုဏာသည်နတ္တိတို့တည်းမရှိပေတံထိုသတ္တဝါတို့အပေါ်မှာကာယကံအဖြစ်လည်းမငဲ့ညာမထောက်ထားဝစီကံအဖြစ်လည်းမငဲ့ညာမထောက်ထားမနောကံအဖြစ်လည်းမငဲ့ညာမတနာပဲရဲ့ဆက်ဆက်သတ်ဖြတ်လို့ရှိတဲ့သတ္တဝါကိုဝတ္တလောဣတိအကုသိုလ်တရားတဏိတခြားတိုးပွားစေတဲ့သိုးဝါလာတော်သူယုံမှာဟူ၍ဇင်ညာသာနေရာပိုင်ခြားထင်သိမြင်ရ၏လို့ဝတ္တလခေါ်တဲ့ပုဂ္ဂိုလ်တစ်မျိုးတက္ကထာနဲ့ဟောလိုက်ကြတယ်နော်အဲဒီမှာခြုံပြီးတော့ကြည့်လိုက်ရင်ပါလေသတ္တဝါ၄မျိုးရှိတယ်အန္တဇသတ္တဝါသလာဘုဇသတ္တဝါသံသေတဇသတ္တဝါဩပပါတိကသတ္တဝါလို့၄မျိုးရှိအန္တဇသတ္တဝါဆိုတာအဟုမှပေါက်ဖွားရတဲ့သတ္တဝါကြက်များလို့ပေါ့နော်ကြက်များမှာအမိဘွားမှတစ်ချိန်ပေါက်ရတယ်ဥတွေကတစ်ချိန်ပေါက်ရတယ်အဲ့ဒီလိုနှစ်ချိန်ပေါက်ရတဲ့အတွက်ဒီကြက်ကိုဒွိဇသတ္တဝါလို့ခေါ်တယ်သလာဘုဇသတ္တဝါအမိဘွားမှဖွားရတဲ့သတ္တဝါသံသေတဇသတ္တဝါအညိမှသံသေတွေ့တဲ့သတ္တဝါဥပပသတ္တဝါကတော့သူကတစ်ချိန်နဲ့ဖွားလိုက်ရလို့ဧကဇသတ္တဝါလို့ခေါ်တယ်ဧကဇခေါ်တဲ့သလာဘုဇသံသေတဇဥပပသတ္တဝါ၃မျိုးဒွိဇခေါ်တဲ့အန္တဇသတ္တဝါတစ်မျိုးဒီသတ္တဝါ၄မျိုးကိုမညာတံမတနာပဲရဲ့ဆက်ဆက်ကာယကံဖြင့်သတ်ဖြတ်တယ်ဝစီကံဖြင့်သတ်ဖြတ်တဲ့ပုဂ္ဂိုလ်မနောကံဖြင့်မတနာတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကိုမှဝတ္တလလို့ခေါ်ရတယ်ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လေအဲ့ဒီလိုဘုရားကဟောနေတယ်ဆိုရင်အဂိကပုံသားကြီးကဘာဒဒွါသပုံသားကြီးကငါပြောတဲ့ဝတ္တလငါကောင်းမောပြန်ကြနေပါဘောလို့သူစဉ်းစားမိဘာလို့ဘုရားကခေါ်တယ်လို့အမျက်ထွက်တဲ့ပုဂ္ဂိုလ်မှဝတ္တလအမျက်မထွက်တဲ့ပုဂ္ဂိုလ်ဟာဝတ္တလမဟုတ်ဘူးငါကလည်းစိတ်ဆိုးလို့မို့လို့တကယ်အတ္တမိနာခတ္တိယနွယ်စဉ်ဖြစ်တဲ့ဘုရားရင်မကြီးကိုပင်ဝတ္တလမုံတကသမဏကဝတ္တလကလို့ရင်ပြီးနဲ့နာနာကြီးဒေါသပဒထံပြောကြခဲ့ပြီငါရောဝတ္တလကဖြစ်နေပါဘကောဝတ္တလကြီးဖြစ်နေပါဘကောလို့သူလည်းတွေးမိတယ်နော်မှန်လဲမှန်ရသဘုရားကိုလေဘသူကပဲဒါဘုရားရဲ့ပြီးခံရဟာလေသင်္ကန်းစာယူရမယ်ဘုရားရဲ့သားဘုရားရဲ့သမီးပြီးသင်္ကန်းစာယူရမယ်နော်ဒီအကောဒကဗာရဒွါစာဆိုတဲ့ပုံသားကြီးကဘုရားကိုတစ်ချိန်ကဆဲဘူးဆဲလိုက်တာမှလေအမျိုးမျိုးကိုဆဲတယ်အခုကတော်သေးတာနော်အဂိကဗာရဒွါစာက၃ခုလောက်ဆဲသေးတာပဲမုံတကဥကြီးယုတ်ကြီးသမဏကယဟန်ယုတ်ကြီးဝတ္တလကဟဲ့သူယုတ်မကြီးဆိုတဲ့၃ခုလောက်ပဲဆဲသေးတာပဲအကောဒကဗာရဒွါသဆိုတာဘုရားအနာလာပြီးတဏှာကြီးလောက်ကြအောင်သူဆဲရေးစကားတွေပြောတယ်အဲ့ဒီဆဲရေးစကားတွေပြောတော့လေဘုရားကိုယ်တော်မြတ်ကဆဲနဲ့ပြန်ပြောတယ်ဗာရဒွါသမင်းကိုငါပြန်ပြီးတော့တခုမင်းမယ်တဲ့ခြေသမ်းပါဘုရားကအပြုံးမပြတ်ဘူးခြေသမ်းပါ
မေးပါတဲ့ဟိုသင်တို့မှလေဟိုဧည့်သည်တယောက်ရောက်လာတဲ့အခါဧည့်သည်ကိုစီးပြီးတကလားသင်ကသမင်းပွဲကြီးပြင်းပြီးတော့ဧည့်သည်ကိုကျွေးတယ်ဆိုပါစို့ဘာပြုတော့အဲ့ဒီကျွေးတဲ့သမင်းပွဲကြီးကိုဧည့်သည်ကဟာတော်ပါပြီကျုပ်စားခဲ့ပြီကျုပ်ပြီးပြီပြည့်စုံပါပြီကျွေးဖို့မလိုပါဘူးလို့ဧည့်သည်ကများအဲ့ဒီသင်သမင်းပွဲလက်မခံလိုက်တော့အဲ့ဒီသမင်းပွဲဘယ်သူပဲပြန်ပိုင်တော့နဲ့ဟာဒါကတော့ကျွန်ုပ်ရဲ့သမင်းပွဲကျွန်ုပ်ပဲပိုင်တာပေါ့ဒီအတိုင်းပါပဲအခုသင်ကဆဲရီတိုင်းထွာခြင်းစကားဆိုတဲ့ဟုတ်လားအနန္တထောင်းတောင်းဟောင်းနေတဲ့ဟင်းနေသမင်းနေနဲ့သမင်းပွဲကြီးပြင်ကျွေးပေမဲ့လို့ငါဖျားကအဲ့ဒါတွေကိုစိတ်ထဲမှာလေတစိုးတသိမှလက်ခံခြင်းตาရခြင်းမရှိပါဘူးအဲ့ဒီလိုမရှိတဲ့အတွက်ဒါရထာသာမင်းရဲ့ဆဲရီတိုင်းထွာခြင်းဆိုတဲ့သမင်းပွဲကြီးဟာမင်းပွဲကြီးပဲမင်းပဲပြန်ပိုင်နေပါတယ်လို့ပြောလိုက်အဲ့ဒီလိုပေါ့နော်ဒီလိုကကိုယ်လာဆဲမယ်ဆိုလို့ရှိရင်အဲ့ဒါကိုကိုကစိတ်နဲ့လက်မခံနဲ့စိတ်နဲ့လက်မခံလို့ရှိရင်အဲ့ဒီသူ့အဆဲဟာသူ့ပစ္စည်းပဲဖြစ်တယ်ဟုတ်လားကိုယ်ပစ္စည်းမဖြစ်ဘူးအဲ့ဒီလိုပဲအခုလည်းပဲဘာသာတော်သာအေဂိကဘာသာတော်သာပုံနာကြီးကဘုရားကိုသုံးခုတော့ဆဲတာပဲအဲ့ဒီဆဲလိုက်တာကဒေါသပဋ္ဌာန်နဲ့ဆဲတော့ဝတ္တလကဆိုတော့သူပဲဝတ္တလကကြီးပြန်ပြီးတော့ဖြစ်နေတယ်မိစ္ဆာဒိဋ္ဌိအယူရှိတာလဲသူပဲဒီတော့မိမိတို့ရဲ့ပုံသားတို့အယူမှာအပြစ်တွေဖုံးလန်းထားတာလဲသူပဲချက်တိုင်းခွန်းတိုင်းမှာဒီအေဂိကဘာသာတော်သာပုံသားကြီးကောင်းပေါ်ရောက်နေအခုဒုတိယဒီ6ခုမြောက်ဝတ္တလတရားဟောပြန်တော့လည်းပဲသတ္တဝါကိုသတ်တယ်သတ္တဝါတွေကိုကျင်နာသိမထားဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တလပဲသူရုပ်မှာပဲဆိုပြန်တော့ပုံသားတွေဟာတခါတလေကြတော့အလှိမ့်မသိရင်တတ်ရမယ်ဆိုတဲ့အယူရှိတယ်သူတို့ရဲ့အယူတွေအဲ့ဒီတော့သူတို့ပဲပြန်ပြီးတော့ဝတ္တလဖြစ်နေတယ်။ဒါနဲ့ဝတ္တလက6မျိုးတင်လားလို့ဆိုတော့မကသေးပါဘူး။ယောဟန္တိပရိရုဏတိကာမဏိနိဂမနိသနေကာကောသမိညာတော်တံစင်ညာဝတ္တလောဣတိယာမနာအေဂိကဘာဒသသပုံနာယောအမှတ်မထင်အကျဉ်သူသည်နဲ့လို့မပြောဘူးနော်တဲ့ယောအမှတ်မထင်အကျဉ်သူသည်ကာမဏိရွာတို့ကို၎င်းနိဂမဏိနိဂုံတို့ကို၎င်းနဂရာနိမြို့တို့ကို၎င်းဟန္တိသတ်ဖြတ်ညင်စေပေ၏ပရိရုံတတိစစ်ကြီးဆင်ငါဖြဝန်းခြင်းမှဝန်ရံပတ်ချမ်း၍ထားပေ၏နေကာကောသမိညာတော်မြို့ကိုဖြတ်တဲ့သဘုံတကံရွာကိုဖြတ်တဲ့သဘုံတကံဏီကုန်းကိုဖြတ်တဲ့သဘုံတကံဟူ၍ထင်ရှားကြော်သောပေ၏တန်ထိုမြို့ပြရွာပြည့်ဏီကုန်းကိုဖြတ်တဲ့မြို့ပြဓမြရွာဖြတ်ဓမြဏီကုန်းဖြတ်ဓမြဆိုတဲ့ဓမြအကြီးစားများကိုဝတ္တလောဣတိအကုသိုလ်တရားတနေ့တခြားပွားစေတဲ့ဝတ္တလဟု၍ဇင်ညာသာနေရပိုင်ချထင်းနေသိမြင်၏ဒါကတော့နော်ဒီလောက်ဆိုလို့ရှိရင်ဒီကနားလဲကြပါပြီမြို့တွေကိုနှိမ့်ဆက်တယ်ရွာတွေကိုနှိမ့်ဆက်တယ်ဏီကုန်းတွေကိုနှိမ့်ဆက်တယ်သတ်ဖြတ်တယ်ဝိုင်းထားတယ်ဘာပေးရမင်းညာပေးရမင်းနဲ့ဒီလိုဆိုပြီးတော့မြို့တွေရွာတွေကိုနှိမ့်ဆက်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တလပါပဲအဲ့ဒီမြို့တွေပုဂ္ဂိုလ်တွေယာတွေဏီကုန်းတွေကိုနှိမ့်ဆက်ခြင်းဟာဖြင့်ဝတ္တလကရဏတရားပဲတဲ့နော်ကာမေဝယတိဝရညိယံပရိသမ္မာမဟိတံခေယအဒိဏမာဒိတိတံစင်ညာဝတ္တလောဣတိဗျာမနာအေဂိကဘာရဒွါသပုံနာကာမေဝရွာ၌ဖြစ်စေယတိထိုမြို့အရင်ညေဝါတော်၌ဖြစ်စေပရိသံသူတစ်ပါးတို့၏ယမမဟိတံအကျဉ်းမြတ်တို့အတဲ့သိသိအတဲ့ဝတ္ထုသည်အထိရှိ၏တန်ထိုမြို့မှာဖြစ်စေတော်မှာဖြစ်စေရွာမှာဖြစ်စေသူတစ်ပါးတို့သိသိထားအပ်တဲ့ဥစ္စာကိုထေရခိုးလိုယူလိုသောစိတ်အစုဖြင့်အဒိဏအရှင်ဒီကိုယ်နှုတ်ဖြင့်မပေးအပ်ပါတဲ့အာဒေတိခိုးယူမိညာအံတန်ထိုသူကိုတန်ထိုအဒိဏတံသမာကိုဝတ္တလောဣတိအကုသိုလ်တရားတူပွားစေတတ်တဲ့ဝတ္တလသူယုံမှာဟု၍ဇင်ညာပိုင်ချထင်နေပြီးသိမြင်ရ၏လို့
အဒိဏတံသမားများမှဝတ္တလလို့ခေါ်ရတယ်အဒိဏတံအမှုမှဝတ္တလကရဏတရားစင်စစ်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာဝတ္တလတစ်မျိုးနဲ့ဝတ္တလကရဏတရားတစ်မျိုးဟောလိုက်ပြီနော်တရားရှင်မျိုးရှိသွားပြီနောက်လာပြန်ပြီယောဟဝေဣနာမဒါယသုဒ္ဓမာနောပလာယတိနဟိတေဣနာမတိတိတံစင်ညာဝတ္တလောဣတိယာမနာဧကိကဘာရသာသဘုံနာဟဝေစင်စေဧကံအဖြင့်ယောအကျဉ်သူသည်ဣနံပစ္စည်းရှင်ထံမှကျွေးမြီကိုအာဒါယအပေါင်းထား၍ဖြစ်စေအတိုးပေးပါမယ်လို့အာမခံ၍ဖြစ်စေအတိုးကိုတယောက်တဝက်ဟူ၍စာချုပ်သဏ္ဍာန်နဲ့ဖြစ်စေယူငင်ကြည့်တကားလားသုဒ္ဓမာနောကျွေးရှင်မြီရှင်တို့ကတောင်းခံအပ်သည်ရှိသောတေပင်ဤဣနံကျွေးမြီသည်နာအရှိတသို့တသိမရှိဧကမှန်လာပေ၏ဣတိဤသို့ပြောဆို၍ပလာယတိအယတဘာပြေသွားညာတံထိုကျွေးကိုယူပြီးတကားလားသူကျွေးကိုမရှိမဆတ်ဖက်သူကျွေးတောင်းတဲ့အခါမှာလဲဘူးကွယ်ကအယတဘာတို့ပြေသွားတဲ့ပုဂ္ဂိုလ်ကိုဝတ္တလောဣတိအကုသိုလ်တရားတို့ပွားစေတတ်တဲ့ဝတ္တလဟူ၍ဇင်ညာပိုင်းခြားထင်တယ်သိမြင်ရ၏ထို့လိုပုဂ္ဂိုလ်ကိုဝတ္တလလို့မဆိုဘူးအဂိကတို့ရဲ့လူပြည်လောကမှာကိုကအခွင့်မသိတဲ့အခါကျတော့စီးပွားရှိတဲ့လူစီသွားပြီးတော့မျက်နှာလေးချိုးနဲ့ကျွေးသွားယူတယ်ယူတော့ကတော့ပြုံးကျွေးပြန်ဆက်ချိန်ကြလို့ကျွေးရှင်ကတောင်းတဲ့အခါကျတော့ခမကျွေးကျုပ်ဘယ်တော့မှယူလို့တော့ကျုပ်မမှန်မိပါဘူးတော့ပြောတောင်းပြောနဲ့ဟိုလိုလိပတ်ဒီလိုလိပတ်ပြီးရှောင်းတိတ်နေတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးမှာအကုသိုလ်တရားတွေတဏှိတခြားတိုးပွားတဲ့ဝတ္တလလို့ခေါ်တယ်တဲ့ဟောဒီမှာဝတ္တလတစ်မျိုးရခဲ့ကြပြီနော်၉မျိုးကျွေးယူပြီးတကားလားသူကျွေးမပေးပဲတိတ်ရှောင်းနေတဲ့ပုဂ္ဂိုလ်ကဝတ္တလအဲ့ဒီလိုတိတ်ရှောင်နေခြင်းကဝတ္တလကရဏတရားလို့နော်အဲ့ဒီလိုသိပါတယ်ယောဝေကိဉ္စိက္ခကမြတာပန္ထသမိန်ဝဇန္တံသနံဟန္တဝါကိဉ္စိက္ခမာတိတိတံစင်ညာဝတ္တလောဣတိယာမနအဂိကဘာရဒွါစဘုံနာဝေစင်စေယောအကျဉ်သူသည်ကိဉ္စိက္ခအနည်းငယ်မြသောဥစ္စာကိုကိဉ္စိက္ခကမြတာအနည်းငယ်မြသူ့လက်ထဲမှာပါလာတဲ့ရွှေတူငွေစအစရှိသည်ကိုတောင်းတာလင့်ဆိုအလိုရှိတဲ့အတွက်ပန္ထသမိန်လန်းခကြီး၌ဝဇန္တံသွား၍နေသောသနံသူကိုဟန္တဝါသဖြတ်ပြီးတကားလားဟန္တဝါသဖြတ်ညင်းစေပြီးတကားလားကိဉ္စိကံထိုသူ့လက်မှာပါတဲ့အနည်းငယ်မြသောရွှေစငွေစကိုအာဒီတီလူရဲ့ညာအံတန်ထိုသူကိုမှဝတ္တလောအကုသိုလ်တရားတိုးပွားစေတတ်တဲ့ဝတ္တလသူယုံမှဟု၍စင်ညာပိုက်ခြားထင်သိမြင်ရ၏တော်ထဲမှာအနုချမ်းပါတနည်းအားဖြင့်ကပိုက်၌လူတွေအခွင့်မသာရင်တိတ်ပုံယူပြီးတော့အခွင့်ဒါမှသူကသိလို့ရှိရင်ချိန်ချောက်ပြီးတကားလာယူမယ်ဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးမှဝတ္တလလို့ခေါ်ရတယ်တဲ့တို့ဟာတော်တွေကထိလူတဲ့လူတွေလည်းမဟုတ်ပါလားလို့အဲ့ဒီလိုပြုတဲ့ပုဂ္ဂိုလ်မျိုးကိုဝတ္တလခေါ်ပြီးတကားလားအဲ့ဒီလိုပြုလုပ်ခြင်းကိုဝတ္တလကရဏတရားလို့ခေါ်တယ်10တရားရှိသွားပြီနော်အတ္တဟေတုပရဟေတုဒနဟေတုသာယောနရောသခိပုဋ္ဌောမူတာပြုတိတံစင်ညာဝတ္တလောဣတိယာမနာဧကိကဘာရဒွါသဘုံနာယောအကျဉ်သူသည်အတ္တဟေတုဝါမိမိ၏အသက်ဟူသောအကြောင်းကြောင့်ဖြစ်စေပရဟေတုဝါသူတစ်ပါးရဲ့အသက်ဥစ္စာစည်းဝါးဟူသောအကြောင်းကြောင့်ဖြစ်စေဒနဟေတုဝါမိမိသူတစ်ပါးနှစ်ဦးသားတို့ရဲ့စည်းဝါးဥစ္စာဟူသောအကြောင်းကြောင့်ဖြစ်စေသက္ခိဗုဒ္ဓောမောင်သိသလောက်ပြောပြပါဟု၍မျက်မှောက်ထင်းထင်းမင်းမြန်အသေးရှိသောမုသာသိလျက်မသိပါမသိပါပဲလျက်သိတယ်မြင်လျက်မမြင်ပါမမြင်ပါပဲလျက်မြင်တယ်ဟု၍အလွယ်လွယ်အမှားမှားဗျူတိအဖြေစကားပြောကြ၏တန်ထို
မုသဝါဒစကားပြောကြတဲ့သူကိုဝတ္တလောဣတိကိလေသာကိုတိုးပွားယူစည်းစေတတ်တဲ့ဝတ္တလဟူ၍ဇင်ညာပိုင်းခြားခြင်းနှင့်သိမြင်ရ၏မုသဝါဒဓမ္မကိုမှဝတ္တလလို့ခေါ်တယ်နော်မုသဝါဒစကားပြောကြခြင်းဟာသူယုံမှဖြစ်အောင်ပြုလုပ်တတ်တဲ့တရားပဲဟောတာတပတ်7ပါးရှိသွားပြီနော်ယောညာတိနံသခိနံဝါဒရေသူပတိဒိဋ္ဌတိသာဟတသံပိယေနဝါတံပညာဝတ္တလောဣတိဗျာမနဧကိကပါရဒွာသဘုံနာယောအကျင်သူသည်ညာတိနံဝါဆွေမျိုးတော်သသူတို့ဤ၎င်းသခိနံဝါအရွယ်သူမိတ်ဆွေတငယ်ချင်းတို့ဤ၎င်းဒါရေသူအိရှင်သထဇနီမယာတို့၌ပတိဒိဋ္ဌတိပညာရှိသူတော်ကောင်းတို့ဆက်ဆုပ်ဖွယ်သောအချင်းအရာဖြင့်ထင်ရမြင်ရ၏ကာမေတုမိစ္ဆာစာရအမှုတွေပြုနေတာကာမေတုမိစ္ဆာစာရအနိယပါစကားတွေပြောကြားနေတဲ့အရာကိုဒီကပတိဒိဋ္ဌတိဆက်ဆုပ်ဖွယ်အချင်းအရာဖြင့်မြင်ရ၏သာဟတာဝါနိုင်တဲ့ကလူပြုမှု၍ဖြစ်စေတံပိယေနဝါနှစ်ဦးသဘောတူအချစ်ချင်းတူညီသောကြောင့်ဖြစ်စေပတိဒိဋ္ဌတိပညာရှိတို့ကြည့်ရှုသောဆက်ဆုပ်ဖွယ်သောအချင်းအရာဖြင့်တငယ်ချင်းဆွေမျိုးတို့၏အိရှင်သတ္တသမီးငရာတို့အပေါ်၌ကာယကံဝစီကံအမှုအရာကိုမြင်ရသည်ဖြင့်တန်ထိုသူကိုမှဝတ္တလောဣတိအကုသိုလ်တရားတနေ့တခြားပွားစေတဲ့သူယုံမှဟု၍ဇင်ညာပိုင်းခြားခြင်းနှင့်သိမြင်ရ၏လို့12ခုမြောက်ဝတ္တလကရဏတရား12ခုမြောက်ဖြစ်သောသူယုံမှဟုဘုရားဟောကြားပြီးတော့73ခုမြောက်ဝတ္တလကရဏတရားနော်ယုံမှအောင်ပြုတဲ့တရားကဘာလဲယောမာတရံပိတရံဝါစိဏကံကတယုပနံပဟုသံတောနာဘောဓနာကရတိတံစဉ္ညာဝတ္တလောဣတိယောအမမထင်အချင်းသို့သောသာမလိမ္မာသမီးမလိမ္မာသည်ဇိဏကံရင်းရောအိုးမင်းလေးပြီးသောကတယုပနံပစ္စည်းမအရွယ်သို့ရောက်လေပြီးသောမာတရံငွေမိသခင်ယေရှုရှင်ကို၎င်းဘိတရံဝါမွေးသဖခင်ယေရှုရှင်ကို၎င်းပဟုမိမိကိုယ်၌ကပြုစုရန်လှုပ်ကျွေးရန်လက်ချေတန်သူအာအင်္ဂလပြီးဝသူသည်တန်တော်ဖြစ်ပါလေရဲ့နဗရတိမလုံမကျွေးဥပေက္ခာတိတွေထားပြီတန်ထိုမိအိုဖအိုနှစ်ပါးကိုမိမိကပြုစုလှုပ်ကျွေးနိုင်တဲ့အင်အားရှိပါလေရဲ့ကနဲ့မလှုပ်ကျွေးမပြုစုတဲ့ပုဂ္ဂိုလ်ဝတ္တလောဣတိအကုသိုလ်တရားတဏှိတခြားတိုးပွားစေတတ်တဲ့သူယုံမှဟူ၍ဇေညာပိုင်းခြားခြင်းနှင့်သိမြင်ရ၏ကဲမိအိုဖအိုတွေပြစ်ပြီးတော့ထားဝင်ကြသေးရဲ့လားနော်13ခုမြောက်ဖြစ်တဲ့ဝတ္တလကရဏတရားဟာမိအိုဖအိုတွေကိုပြုနိုင်ရက်ကနဲ့မပြုဘဲလက်လူရှုထားတဲ့ပုဂ္ဂိုလ်တွေဝတ္တလလို့ခေါ်တယ်ဒီလိုလက်လူရှုထားခြင်းကိုဝတ္တလကရဏတရားလို့ခေါ်တယ်နော်ကိုင်းတာဖြစ်ရင်14ခုမြောက်ဝတ္တလကရဏတရားရှားရှားအောင်သူယောမာတရံပိတရံဝါဘာတရံပကိနေသတောဟန္တိရောတိတိဝါသာယတံစဉ္ညာဝတ္တလောဣတိယမနဧကိကဘာရသာသဘုံနာယောအမမထင်ကျင်သူသည်မာတရံဝါမိကို၎င်းပိတရံဝါဖကို၎င်းဘာတရံဝါအကိုကြီးကိုသော၎င်းပကိနေဝါအမကြီးနှမငယ်ကိုသော၎င်းသသုံးရောက်ခမရောက်ကျသူရောက်ခမမိမ့်မသူကို၎င်းဟန္တိလတိဒုက္ခံစာသည်ဖြင့်ညင်မှန်ပုဂ္ဂံသဖြတ်ပေ၏ဝါစာယစကားဖြင့်တော်သည်တိချုပ်ချယ်စကားသူတစ်ဖက်သားအမျက်ထွက်အောင်ပြောကြပေ၏တန်ထိုအမိယဖအကိုကြီးအမကြီးရောက်ခမမိမ့်မသူရောက်ခမရောက်ကျသူတို့အပေါ်မှာကိုယ်တိလက်ရောက်လွန်ကျူးခြင်းနှုတ်ကျွန်းလွန်ကျူးခြင်းအမှုပြုတဲ့သူကိုမှဝတ္တလောဣတိအကုသိုလ်တရားတို့ကိုတို့ပွားစေတတ်တဲ့သူယုံမှဟူ၍ဇင်ညာပိုင်းခြားခြင်းနှင့်သိမြင်ရ၏သူ့အနေနဲ့သူအမတန်ထင်ရှားပါတယ်နော်အမေအပေါ်မှာအဖေအပေါ်မှာအကိုကြီးအမကြီးအပေါ်မှာရောက်ခမမိဘရဲ့အပေါ်မှာကြော်ကြော်ကျူးကျူးလက်သီးနဲ့ထိုးတယ်ဒုတ်နဲ့ရိုက်တယ်ရှိတယ်နော်ဒါတွေကိုခဏတော့အဇာတတလက်သေးလို့ဒီလိုခေါ်နေတဲ့ပုဂ္ဂိုလ်လက်နဲ့လက်သီးနဲ့ထိုးတယ်
ဒုံနဲ့ရိုက်တယ်နှုတ်ကလည်းပဲဟုတ်လားဆဲရီတိုင်းထွားပြီးတကားလားခရုဒ္ဒဝါသာစကားတွေပြောကြတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှဝတ္တလလို့ခေါ်တာတဲ့ဒီလိုပြုမှုကိုဝတ္တလကာရဏတရားလို့ခေါ်တယ်14တရားရှိသွား14ခုရှိပြီးတဲ့နောက်15ခုမြောက်ကြတော့ယောအထံပု္ပ္ပိတောသံတော်အနတ္ထမနုသာတတိပဋိသန္နိနာမန္တိတိတံစင်ညာဝတ္တလောဣတိယမနအဂိကဘာရဒွါသပုံနာယောအမမထေအကျဉ်သူသည်အထံမျက်မှောက်ဘဝအကျိုးသမလွန်ဘဝအကျိုးပရမတ္ထအကျိုးကိုပု္ပ္ပိတော်သီလိုရေးနဲ့မေးမြန်းအပ်သည့်တန်တော်ဖြစ်ပါလေအနတ္တမျက်မှောက်မှာအကျိုးမရှိတဲ့စကားတွေသမလွန်မှာအကျိုးမရှိတဲ့စကားတွေပရမတ္ထအကျိုးမရတဲ့စကားတွေကိုသာအနုသာတတိအဖြေစကားဆုံးမစကားပြောကြ၍နေပေ၏လောကဟာလေတချို့ကပစ္စုပန်ကြီးပွားခြင်းလို့ကြီးပွားရာကြီးပွားကြောင်းလေးမေးလိုက်တယ်သမလွန်ဘဝမှာမဆင်းရဲခြင်းလို့ချမ်းသာရာချမ်းသာကြောင်းမေးလိုက်တယ်မေဖို့နိဗ္ဗာန်ဆိုတဲ့ပရမတ္ထအကျိုးကိုရခြင်းလို့ဘယ်လိုချင်းချမ်းရမလဲလို့မေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမေးတဲ့ပစ္စုပန်အကျိုးသမလွန်အကျိုးပရမတ္ထအကျိုးရအောင်မပြောဘဲနဲ့ပစ္စုပန်အကျိုးမဲ့ဖြစ်အောင်သမလွန်အကျိုးမဲ့ဖြစ်အောင်ပရမတ္ထနဲ့ပရမတ္ထအကျိုးဖြစ်တဲ့မေဖို့နိဗ္ဗာန်နဲ့ခီလာကန့်လန့်ဖြစ်မဲ့တရားတွေကိုစကားတွေကိုလျှောက်ပြီးပြောနေမယ်ဖြေနေမယ်ဟောနေမယ်ဆိုလို့ရှိရင်၎င်းပဋိသန္နိနာမန္တိတိဖုံးကွယ်လျှို့ဝှက်အသိခက်တဲ့စကားတွေဖြင့်ဖြေကြညာအားတန်ထိုကဲ့သို့သောသူကိုဝတ္တလောဤတိအကုသိုလ်တရားတိုးပွားစေတတ်တဲ့သူယုံမှဟူ၍ဇင်ညာပိုင်းခြားခြင်းနှင့်သိမြင်ရ၏15ခုမြောက်ဖြစ်တဲ့သူယုံမှတရား15ခုမြောက်ဖြစ်တဲ့သူယုံမှဆိုတာဘာလို့အကျိုးလိုခြင်းလို့မေးပါတာအကျိုးမရှိတာတွေလျှောက်ပြောခြင်းတကယ်လို့ပြောကြလည်းပဲသူနာမလဲအောင်ပြောကြခြင်းအဲ့ဒါက15ခုမြောက်ဖြစ်တဲ့သူယုတ်မှာဖြစ်အောင်ပြုတဲ့တရား15ခုမြောက်ဖြစ်တဲ့သူယုတ်မှာပါပဲယောကတဝါပါပကံကမ္မမာမံစင်ညာတိအိသတိယောပတိသနာကမ္မံတောတံစင်ညာဝတ္တလောဣတိဗျာမနာအဂိကဘုံနာယောအကျဉ်သူသည်ပါပကံကမ္မံယုံမာတဲ့ကာယကံမှုဝစီကံမှုကိုကတ္တဝါပြုပြီးသကာလမင်္ဂကိုမာစင်ညာသူတစ်ဖက်သားတို့မသိပါစေသာဣတိဤသို့အိသတိတောင်းနာလင့်ဆိုအလိုရှိယောအကျဉ်သူသည်ပဋိသန္ဓကမ္မံတော်ဖုံးကွယ်အပ်သောကာယကံမှုဖုံးကွယ်အပ်သောဝစီကံမှုရှိမိမိပြုတဲ့ကာယကံမှုမိမိပြောတဲ့ဝစီကံမှုတွေကိုတဖုံဖုံတပွဲပွဲထားပြီးတန်ထိုသူနှမျိုးကိုမှဝတ္တလောဣတိအကုသိုလ်တရားတိုးပွားစေတတ်တဲ့ဝတ္တလဟု၍ဇင်ညာပိုင်းခြားခြင်းတင်သိမြင်ရ၏ပါလေအကုသိုလ်တွေလို့ငါအကုသိုလ်လို့ဒါသူတကားမသိပါစေနဲ့လို့စိတ်ထဲကလေအဲ့ဒီလိုတွေးတောပြီးတော့အလိုရှိတဲ့ပုဂ္ဂိုလ်မျိုးစိတ်ထဲကတွေးတောယုံတွင်နာမကပဲနဲ့တကယ်လဲဖုံးရတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှဝတ္တလလို့ခေါ်ရတာဒီလိုအပြုအမူမျိုးမှသူရုပ်မှဖြစ်အောင်ပြုလုပ်တတ်တဲ့တရားလို့ခေါ်ရတာဒါ16 19ခုမြောက်ဖြစ်တဲ့ဝတ္တလကာရဏတရားဝတ္တလခေါ်တဲ့ပုဂ္ဂိုလ်ယောဝေပရကုလံကံတဝဗုဒ္ဓဝါနာတုစီဘောဇနံယောဝေပရကုလံကံတဝဘုံသတိတုစီဘောဇနံအာဂတံနပတိပုဇေတိတံစင်ညာဝတ္တလောဣတိဘုရားကလေလူခဲခအပအနတ်ကိုဘယ်လောက်သင်လိုက်တယ်လဲဒီလူဟာလူရုပ်ပဲဒီလူဟာလူကောင်းပဲလို့သိကြလို့ရှိရင်လေဟောဒီအချက်နဲ့လဲစဉ်းစားကြည့်သာဗျာမနာအဂိကပုံနာဝေစင်စစ်ရောအခြင်းသူဒီပရကုလံသူ့အိမ်ကိုတော့ကန္တဝါနာသွားပြီးသကာလကန္တဝါသွားပြီးသကာလသူစီဘောဇနံသူကျွေးတဲ့စင်ကြယ်မွန်မြတ်တဲ့ဆံခဲဘွယ်ဘောဇင်တွေကိုဘုံသတိစာသုံးရေးလာခဲ့ပြီအာဂတံမိမိအိမ်မောက်ထိုးသူရောက်လာတဲ့အခါကျတော့နပတိပုဇေတိထိုသူအားတဖန်ပြန်၍ပူဇော်မှုကျွေးမွေမှုအလင်းမပြုတန်းထိုးသူကိုကသာစ
ကိုယ်အိမ်ကိုသူလာတဲ့အခါမှာကလာမြအသိမလုပ်တဲ့ပုဂ္ဂိုလ်ကိုဝသလောဤဒီအကုသိုလ်တရားတစ်နေ့တခြားတိုးပွားစေတတ်တဲ့သူယုံမှဟူ၍ဇင်ညာပိုင်းခြားထင်သိမြင်ဟာ၏အမတန်ထင်ရှားတယ်သူအိမ်တော့သွားစားကိုယ်အိမ်လာတော့ဟုတ်လားမမြင်ချင်အောင်ဆောင်နေမတွေ့အောင်ပုံနေတယ်ဟုတ်လားအဲ့ဒီလိုလူမျိုးဟိုကျွေးပြန်ပါတော့လည်းပဲမိမိရှိတာကအမွန်အမြတ်ရှိပါရဲ့ကနဲ့ဝတ်ကြီးတန်းကုန်အကြံတွေကျွေးမယ်ဟုတ်လားမကောင်းတာတွေကျွေးမယ်သူ့အိမ်တော့ကောင်းတာတွေစကိုယ်အိမ်ကြတော့မကောင်းတာတွေကျွေးတယ်ဆိုရင်အဲ့ဒီလူမျိုးလည်းဝတ္တလပဲဒီအလုပ်မျိုးလည်းပဲဝတ္တလကရဏတရားတွေပဲတဲ့ယောဗျာမနံသမဏံဝါအဉ္ဉံဝါပိဝနိဗ္ဗကံမုသာဝါဒေနဝစေတိတံစင်ညာဝတ္တလောဣတိဗျာမနာအဂိကပုံနာယောအမှတ်မထင်မကျင်းသူသည်သမဏံဝါဗျာမနံဝါပုံနာကို၎င်းသမဏံဝါယဟံကို၎င်းအဉ္ဉံထိုမှတပါဝနိဗ္ဗကံဝါဖုံတောင်းရာစကားကို၎င်းမုသာဝါဒေနမုသာစကားဖြင့်ဝန်စေတိရှိပါချာရောက်၍နေ၏တန်ထိုသူကိုဝတ္တလောဣတိအကုသိုလ်တရားတိုးပွားစေတတ်တဲ့သူယုံမှဝိသင်ညာပိုင်းခြားတင်သိမြင်ရ၏အလူကံပုဂ္ဂိုလ်တွေကိုလူပါမယ်ပြပါမယ်ဆိုပြီးတကားလားနောက်ကြတော့တခါရှိပါရဲ့ကနဲ့မလူနိုင်ဘူးသေအောင်ရောင်မပေးနိုင်ဘူးသေအောင်ရောင်ဝန်ဆနာသမားတွေနော်မုသာဝါဒနဲ့အလွဲလွဲပြောပြီးတော့ရှိပတ်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်လဲသူယုံမှာပဲတဲ့ဝတ္တလပဲနော်ယောဗျာမနံသမဏံဝါဗန္ဒကာလိဥပတိတေရောသေတိဝါသာနာသာဒေတိတံစင်ညာဝတ္တလောဣတိဗျာမနာအဂိကပုံနာယောအမှတ်မထင်ကျင်သူသည်ဗျာမနံဝါပုံနာကို၎င်းသမဏံဝါယံကို၎င်းဗန္ဒကာလိစားခြင်းတောက်ချိန်မိဥပတိတေဖြစ်လာသည်ရှိသောဗန္ဒကာလိစားခြင်းတောက်ချိန်၌ဥပတိတေရောက်လာလက်သည်ရှိသောရောသေတိချုပ်ချယ်စကားပြောကြား၍လွှတ်၏ဝါစာယနှုတ်ချင်တော်သည်ချုပ်ချယ်စကားပြောကြား၍ဆို၏နာသာတိတိတသို့တသိပေးလည်းမပေးတန်းထိုပေးရမှာကြောက်၍အလူကံပုဂ္ဂိုလ်ရောက်လာတဲ့အခါမျက်နှာထားတင်းတင်းနဲ့ချုပ်ချယ်တဲ့စကားပြောကြားလွတ်တဲ့ပုဂ္ဂိုလ်ကိုဝတ္တလောဣတိအကုသိုလ်တရားတစ်နေ့တခြားတိုးပွားစေတတ်တဲ့သူယုံမှဟူ၍ဇင်ညာပိုင်းခြားထင်သိမြင်ရ၏ဒါကအလူကံပုဂ္ဂိုလ်တွေနဲ့စပ်ပြီးတကားလားဒီပုဂ္ဂိုလ်ဟာဝတ္တလပဲလို့သိရအောင်ပေါ့လေအကဲခဏီဖျားဟောတယ်။ဂိုင်းဒါကတော့ဘုန်းကြီးတွေဒီကအကဲခခံရမှာကဟုတ်လားဒီစမ်းရမယ့်ပုဂ္ဂိုလ်ကယဟန်ပုံနာတွေဖြစ်တော့ဂိုင်းရှိတာဒါလို့ဆိုရင်နားလည်ပြီးထားကြပါစို့အလူကံပုဂ္ဂိုလ်တွေဟုတ်လားမိမိစားနဲ့တောက်တဲ့အချိန်မှရောက်လာတဲ့အခါကျတော့မလာဝမပြူဝအောင်ဖြည်းပြီးတကားလားရန်တွေ့လွတ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုမှဝတ္တလခေါ်တယ်လို့ဆိုလိုရင်းပါပဲဒါ20ခုမြောက်ဖြစ်တဲ့ဝတ္တလဖြစ်အောင်ပြုလုပ်တဲ့တရားပါပဲတဲ့နော်အာတတံယောဓပပြုတိမောဟိနပလိကုံထိတော်ဂိသိခံနိတိကေသံတော်တံစင်ညာဝတ္တလောဣတိယမနာအဂိကပုံနာဒီတခါတော့အဂိကပုံနာတို့ကောင်းပေါ်ဝဲလိမ့်မယ်ထင်တယ်အာတတံယောဓပဘူတိမောဟိနပလိကုံထိတော်ဂိသိခံနိတိကေသံတော်တံစင်ညာဝတ္တလောဣတိယမနာအဂိကပုံနာယောအမမထင်လဲခြင်းပုဂ္ဂိုလ်သည်ဣဒဤလောက၌ဂိသိခံမနည်းငယ်များသောစီဝဥစ္စာကိုနိတိဂီတနောရှာမိလိုသည်ဖြစ်၍ပရဇာသူတစ်ပါးအပေါ်မှာအာတတံသူတော်မဟုတ်သူရုပ်တို့၏6လန့်စကားကိုပပြုတိပြောကြ၏ပရံသူတစ်ပါးကိုအာတတံဝသနံသူတော်မဟုတ်သူရုပ်တို့၏ပြောကြမြဲဖြစ်တဲ့ဖြားရောက်စကားကိုပပြုတိပြောကြ၏တန်ထိုကဲ့သို့သောသူကိုမှဝတ္တလောဣတိအကုသိုလ်တရားတိုးပွားစေတတ်တဲ့သူယုံမှဟူ၍ဇင်ညာအပိုင်းခြားထင်သိမြင်ရ၏အဂိကပုံနာဝတ္တလကရဏတရားတစ်ခုကိုလေတို့ပြီးတော့နားလည်လိုက်စမ်းလောကမလေတချို့ရှိတယ်မဟုတ်လားတဲ့
ဘယ်နဲ့လဲလူကျင်တာကဓမ္မဓမ္မဟုတ်လားငါမှုတကြဆိုတယ်လို့အဲ့ဒီလိုသူစီကလူကျင်တယ်သူစီကငါမှုလူတကြလူဓမ္မလူဓမ္မလူကျင်တာကိုတာယာညွတ်ပြောင်းပေးခဲ့ပါဆွခဲ့ပါလို့တောင်းယူရမှာဒီလိုမတောင်းမဲနဲ့ဘယ်နဲ့ပြောလဲအမေခင်ဗျကျုပ်နမိတ်မြင်တယ်ဗျာဟောနိဗ္ဗာန်ကကြရင်ဘာလို့ဖြစ်တော့မှာပဲဘယ်လိုဖြစ်ဖို့ရန်အတွက်နမိတ်မြင်တယ်နဲ့ဒါကတော့6လနဲ့ဘေးရင်ဆရာများကောင်းပေါ်ကြသွားနော်အဲ့ဒီလိုပြောတဲ့ပုဂ္ဂိုလ်မျိုးဒါဝတ္တလပဲတနည်းအားဖြင့်ညာပြီးတော့ပြောတတ်တဲ့ပုဂ္ဂိုလ်လိမ်ပြီးပြောတတ်တဲ့ပုဂ္ဂိုလ်လောကမှာတစ်မျိုးရှိတယ်ဘယ်လိုလဲအမျိုးသမီးကလေးတယောက်ကိုသူ့မှာရှိတဲ့အဝတ်တွေသူ့မှာရှိတဲ့အစားတွေကိုလူရက်ယူငင်ခြင်းတော့ဘယ်နဲ့ပြောလဲဟိုဘယ်အရမှလေကျုပ်အိမ်ကြီးရှိတယ်အမတန်မှအိမ်တော်ပရိဘောဂဒင်းနဲ့ပြည့်စုံတယ်အဲ့ဒီအိမ်ကိုလေခမအနှင်းကျင်တယ်လိုက်ခဲ့ပါလားသူ့ရည်ရွယ်ချက်ကပါတော့သူ့ရည်ရွယ်ချက်ကလိုက်လာလို့ရှိရင်လမ်းရောက်ရင်အဲ့ဒီကပါတဲ့လက်ဝက်လက်စားလေးတွေဖြုတ်ယူခြင်းလို့အဲ့ဒီလိုစကားမျိုးပြောတဲ့ပုဂ္ဂိုလ်မျိုးမှဝဇ္ဇလခေါ်တာတဲ့နော်ဒီလိုပြောဆိုခြင်းကိုမှဝဇ္ဇလကရဏတရားလို့ခေါ်တယ်20ပါးရှိပါပြီယောသန္တနံသမုက္ကံသေပရိသမဝဇာနာတိနိဟိနောသေနမာနိနာတံပညာဝတ္တလောဣတိဗျာမနာဧကိကပုံနာယောအမှတ်မချင်းမကျင်သူသည်ဒါလည်းပုံနာကောင်းပေါ်ကြာမှမသိကြသေနမာနိနာမိမိမမနာဖြင့်နိဟိနောရုံညံသူဖြစ်ပါလျက်အတ္တနမိမိကိုသမုက္ကံသေချီးမြှောက်စကားပြောကြ၏ပရိစ္ဆသူတစ်ပါးတို့ကအဝဇာနာတိနှိမ့်ချစကားပြောကြ၏တန်ထိုမိမိကိုယ်ကိုချီးမြှောက်သူကိုတော့နှိမ့်ချပြောကြတဲ့ပုဂ္ဂိုလ်ကိုဝတ္တလောဣတိအကုသိုလ်တရားတစ်နေ့တခြားတိုးပွားစေတတ်တဲ့ဝတ္တလသူယုံမှာဟူ၍သင်ညာပိုင်းခြားထင်သိမြင်ရ၏ဝတ္တလတရားနှမျိုးဟောတယ်နော်ကိုမြောက်ပင်ခြင်းအတုကန္တနာလေဝတ္တလတရားပဲတဲ့သူကိုနှိမ့်ချခြင်းဆိုတဲ့ပရဝမနတရားလည်းပဲဝသနာတရားဝသလကရဏတရားပဲတဲ့ကိုမြောက်တဲ့ပုဂ္ဂိုလ်လည်းသူယုတ်မှာပဲသူ့ကိုနှိမ့်ချတဲ့ပုဂ္ဂိုလ်လည်းသူယုတ်မှာပဲနော်သောတကောကတရိယောသပါပိသောမစ္စရိတထောဝိပန္နာဒိဋ္ဌိမာယာဝီတံစဉ္ညာဝတ္တလောဣတိသောတကောကတရိယောသပါပိသောမစ္စရိအဟိရိကောအနုတ္တပိပါပိသောမစ္စရိတထောအဟိရိကောအနုတ္တပိတံစဉ္ညာဝတ္တလောဣတိဗျာမနာဧကိကဘုံနာဒီတခါမှာယုံမအောင်ပြုတတ်တဲ့တရားတွေခံများပြောပြမယ်ယောမမထင်အချင်းသူသည်ရောတကောသူတစ်ပါးတို့ကိုချုပ်ချယ်စကားပြောကြတတ်၏အဲ့ဒီလူလည်းပဲသူရောက်မှာပဲဂတရိယောအထူးသဖြင့်စီးနဲ့ဝန်တိုးတတ်ပေ၏ဘယ်လိုလဲကိုယ်တိုင်ကမလှူလို့မပေးလို့တဲ့အပြင်သူတကားလှူတာပေးတာကိုတောင်းမှဘာလို့ထူရမှာလဲဘာလို့ပေးရမှာလဲလို့လိုက်ပြီးတော့ကန့်ကွက်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကိုဂတရိယပုဂ္ဂိုလ်လို့ခေါ်တဲ့အမတမကောက်ကျစ်တဲ့စိတ်နေတဲ့ပုဂ္ဂိုလ်တဲ့နော်ထထမစ္စရိယပုဂ္ဂိုလ်လို့မစ္စရိယမှာအကျဉ်းကြီးကိုပစ္စည်းလေးကိုမပေးလို့တဲ့ပုဂ္ဂိုလ်ကမစ္စရိယပုဂ္ဂိုလ်ပဲခေါ်သေးတယ်ကိုဟာကိုမပေးလို့ရုံနဲ့မဟုတ်ဘူးသူတကားပေးတာကိုတောင်မှလိုက်ပြီးတော့ဘာလို့ပေးရမှာလဲလို့သူတကားပေးတာကိုတောင်ကဝန်တိုးတဲ့ပုဂ္ဂိုလ်မျိုးကိုကတရိယာပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးလေးပဲဝတ္တလပုဂ္ဂိုလ်ပဲသောတကောကတရိယောသပါပိသောယောအကျင်သူသည်ပါပိသောပြုမာသောအလိုဆိုရမဲ့ရှိမိမိကိုယ်တိုင်ကသီလရှိသူမဟုတ်ဘဲနဲ့သီလရှိသူလို့အများအထင်ကြီးဖို့ရမလို့ရှိတယ်သမာဓိမရှိပဲပညာမရှိပဲနဲ့သမာဓိရှိတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်လို့အများအထင်ကြီးဖို့ရမလို့ရှိတယ်အဲ့ဒီလိုအလိုတို့ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဝတ္တလလို့ခေါ်တယ်ဒီလိုအလိုဆိုမျိုးကိုဝတ္တလကရဏတရားလို့ခေါ်တယ်မစ္စရိမိမိစည်းဝါဥစ္စာကိုဝန်တိုလေးရှိထိုသူလည်းပဲသူရောက်မှာ
သထောကောက်ကျစ်စင်းလေဤတကယ်လည်းမရှိတဲ့ဂုဏ်ကျေးဇူးနဲ့ဟုတ်လားပါပါတွေပြမရှိတာတွေအရှိလုံးပြီးတော့ပြောရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဆင်းလဲတယ်လို့ခေါ်တယ်နော်အဲ့ဒီဆင်းလဲခြင်းလဲဝတ္တလကရဏတရားပဲဒီဆင်းလဲတဲ့ပုဂ္ဂိုလ်လည်းပဲဝတ္တလပဲအေရီကောအကုသိုလ်ဒုစရိုက်တို့မှမရှက်တတ်သောသူအနုတ္တပိအကုသိုလ်ဒုစရိုက်တို့မှမလန့်ထိတ်တဲ့သူဤသူနှစ်ယောက်လဲတန်ထိုသူမျိုးကိုဝတ္တလောဣတိအကုသိုလ်တရားတိုးပွားစေတတ်တဲ့သူယုံမှဟူ၍ဈဉ္ညာပိုင်းခြားခြင်းနှင့်သိမြင်ရ၏လို့ဝတ္တလကရဏတရားတွေအပါ30ရှိသွားပြီရှေ့ပါလာအောင်မလဲယောဘုဒ္ဓံပရိပါဒတိအထဝါတတ္တသာဝကံယောဘုဒ္ဓံပရိပါဒတိအထဝါတတ္တသာဝကံပရိပါဇံဃာထံဝါတံသိညာဝတ္တလောဣတိဇမနာအဂိကဘုံနာယောအကျဉ်သူသည်ဗုဒ္ဓံဝါမြတ်စွာဘုရားကို၎င်းအထထိုမှတပါတန်တာထိုမြတ်စွာဘုရားဤသာဝကံတပိသာဝကဖြစ်သောပရိပါဇံဝါယဟံကို၎င်းကဟထံဝါလူကို၎င်းပရိပါဒတိကျေးဇူးမဲ့ကဲ့ရဲ့စကားပြောကြ၏တန်ထိုဘုရားနှင့်တကွာဘုရားရဲ့တပည့်သားကိုကျေးဇူးမဲ့ကဲ့ရဲ့စကားပြောကြတဲ့ပုဂ္ဂိုလ်ကိုဝတ္တလောဤဒီအကုသိုလ်တရားတိုးပွားစေတတ်တဲ့သူယုံမှဟူ၍ဈဉ္ညာအပိုင်းခြားခြင်းနှင့်သိမြင်ရ၏လို့ဒီမှာဝတ္တလတွေတရုပ်ပေါ့လေ30ကျော်ကျော်ထုတ်ပြီးတော့ယန္တနာ3ပါးကိုကျေးဇူးမဲ့ကဲ့ရဲ့စကားပြောရင်ယန္တနာ3ပါးကသူ့ကိုဝတ္တလလောက်တာမဟုတ်ဘူးသူ့ကိုသူဝတ္တလကရဏတရားတွေကသူ့ကိုသူယုံမှဖြစ်အောင်လုပ်တယ်အကုသိုလ်တရားတွေသူ့မှာတနေ့တခြားတိုးပွားနေတယ်ဒါကြောင့်အဲ့ဒီလိုပုဂ္ဂိုလ်ကိုမှဝတ္တလလို့ခေါ်ရတယ်တော်လောက်ပြီဆိုပြီးတော့ဧတေခောဝတ္တလဝုဒ္ဓမပြီးသေးဘူးနောက်ဆုံးဝတ္တလအယုတ်ဆုံးကြီးရှိသေးတယ်အဲ့နဲ့လဲဆိုတော့ယောဝေအနာရဟံတန်တော်ရဟံပတိဒါနာတိယောဝေအနာရဟံတန်တော်အရဟံပတိဒါနာတိသောရောသာပြမကေလောကေဧသောခောဝတ္တလဓမ္မောဒါကလူပြည်လောကကဝတ္တလမဟုတ်ဘူးတဲ့ဘုရားသာသနာတွေကဝတ္တလဒါကိုပြညာမြတ်စွာဘုရားလေပုံနာကိုဟောသလိုပုံနာတို့ကိုကြည့်တဲ့တစ်ဖက်သက်ကြီးမနှိမ်ဘူးတရားသဘောရှိလို့ရှိရင်ကိုတော်မြတ်ရဲ့ပရိသတ်ဘက်မှာလည်းပဲဒီအပြစ်ရှိရင်ဒါထက်ဟောရတာပဲတရားကိုသာအလေးပြုပြီးဟောတဲ့ပရိသတ်ကိုအလေးပြုပြီးတဲ့ကာလဓမ္မပရိသတ်ငါနှိမ်လို့မတော်ဘူးဒါသူ့ပရိသတ်နှိမ်မှပဲဒီလိုစိတ်မရှိဘူးနော်အခုဝန္ဒလကရဏတရားကိုဟောတဲ့နေရာသူယုံမာတွေကိုဟောတဲ့နေရာနောက်ဆုံးအနေနဲ့ဏိကုံးအနေနဲ့အဆိုးဆုံးအယုတ်ဆုံးအနေနဲ့ဘာသူဟောလိုက်ကြလဲယောဝေနရဟံတံတော်အရဟံပတိဇာနာတိသောရောသဗျမကေလောကေဧသောခောဝတ္တလဓမ္မောယမနာအဂိကပုံနာဝေစင်စေရောအကျဉ်သူသည်အနာရဟံမိမိကိုယ်တိုင်ကယဟန္တာမဟုတ်ပါပဲလျက်ယဟန္တာမဟုတ်သူသည်တန်တော်ဖြစ်ပါလျက်အရဟံပတိဇာနာတိငါကိလေသာအသောကုန်ခန်းတဲ့ယဟန္တာဟူ၍ဝန်ခံ၏သဗျမကေဗြဟ္မပြည်20နဲ့တကွတော့လောကေလူပြည်လောကနတ်ပြည်လောကလောက3ပါး၌သောရောအထက်ဆုံးအဆိုးဆုံးအယုတ်ဆုံးသခိုးကြီးဖြစ်သောဧသောခောဤသူသည်သာလင်ဝတ္တလဓမ္မောအကုသိုလ်တရားတို့ကိုတနေ့တခြားတိုးပွားစေတတ်တဲ့အတွက်ဝတ္တလအယုတ်မြည်ကြတဲ့ပုဂ္ဂိုလ်တရားတို့တဲ့ပါလွန်၍ယုံမာတဲ့အတွက်ဝတ္တလဓမ္မဝတ္တလဓမ္မဝတ္တလတရပုဂ္ဂိုလ်ဟုပုဂ္ဂိုလ်မည်ဤဟု၍သင်ညာပိုင်းခြားခြင်းနှင့်သိမြင်ရ၏ထို့သာသနာမှာတဲ့နော်ကိုယ်ကတော့သာသနာရဲလို့မပြောဘူးလောကမှာယဟန္တာမဟုတ်ဖဲနဲ့ကိုယဟန္တာရဲ့လို့ပြောတဲ့ပုဂ္ဂိုလ်အားဖြင့်အယုတ်တမပဲတဲ့အယုတ်ထဲမှာဖြင့်လုံးလုံးကဲကဲအယုတ်ဆုံးဟုတ်လားအဆိုးဆုံးပုဂ္ဂိုလ်ပဲအဲ့ဒီဟာနဲ့စပ်ပြီးတော့ဘုန်းကြီးတို့သာသနာမှာ
ခိုးသူကြီး5ဦးလို့ဘုရားဟောထားတာရှိဘယ်နဲ့လဲလို့ဆိုတော့ပြင်စီမေဘိခွေမှာသောတာတန်တော်သံဝိဇ္ဇမာနာလောကသမိစေတတို့လောကမှာလေတခိုးကြီး5ဦးရှိတယ်ပထမတခိုးကြီးကဘယ်လိုလဲတချို့လေတခိုးကိုကြီးကနောက်လိုက်နောက်ပါတွေတရားတစ်ထောင်နဲ့တခါနဲ့ခေါင်းဆောင်ပြီးတော့မြို့တွေရွာတွေမိကုန်းတွေကိုရိုက်နေပုတ်ခတ်သတ်ဖြတ်ပြီးတကားကကိုလူကျင်နာတွေယူဖို့ရန်ဘယ်အချိန်မှငါဒီလိုလူမျိုးဒီလိုစမ်းရည်တတ်တဲ့ပြည်စုံပါမလဲလို့အကြံဖြစ်ထားတဲ့အတိုင်းလဲလိုက်ပြီးစီယုံပြီးပြီဆိုတော့ကိုအချမ်းရံနေလူမိုက်အချမ်းရံနေရပြီးတော့အကြံအောင်လာပြီးတကားကလူမိုက်တရားတစ်ထောင်မြရွာတွေမိကုန်းတွေလိုက်ပြီးချက်တဲ့သခိုးကြီးလိုပဲတဲ့ဒီသာသနာမှာလဲတချို့ပုဂ္ဂိုလ်ရဲ့ရုပ်မာတဲ့ယဟန်ရဲ့စိတ်ထဲမှာပဲလိုအကြံရှိသလဲဘယ်ချိန်မှငါဟုတ်လားအချွေရံပရိသတ်တွေတရားတစ်ထောင်ဝင်ရန်ချမ်းရံပြီးတကားလားမင်းတွေမင်းအမတ်ကြီးတွေရဲ့အပူတော်ခံပြီးမြို့ရွာညီကုန်းတွေလှည့်လဲနိုင်ရပါမလဲဘယ်လိုအခါများငါသင်္ကန်းဆွမ်းကြောင့်ဖြစ်ပစ္စည်းလေးပါဆိုတဲ့လတ်လာပါပေါ်များပါမလဲလို့အဲ့ဒီလိုအကြံဖြစ်ပြီးတော့ပထမပိုင်းကအကြံဖြစ်ပြီးအဲ့ဒီပစ္စည်းလေးပါလတ်လာပါပေါ်များရေးအတွက်အမျိုးမျိုးမအပ်တော့နားမလဲဘူးပေါ်များဖို့ရအဓိကထားပြီးကြိုးစားတဲ့အတိုင်းဟုတ်လားတပည့်တွေကလည်းပဲပြေးနိုင်တော့ဟုတ်လားနောက်ကပါဟုတ်လားအဲ့ဒီလိုတခါတည်းလောကမှာပေါ့လေဒီလောက်ပြောရင်လည်းပဲလူပါတွေပဲရိပ်မိရောပေါ့ဟုတ်လားအရာထောင်းနဲ့လှိလီပြီးတော့မြို့တကာရွာတကာလှည့်လေပြီးတကာလားမင်းနေမင်းရမကြီးတွေမြို့သားတကာဓမ္မတွေရဲ့အပူတော်ခံပြီးတစ်ချိန်ချိန်တဉ္ဉံဖြစ်နေတဲ့ပုဂ္ဂိုလ်မရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်ဟာဒီသာသနာမှာပထမခိုးသူပဲအရာပေးကျင်တာကသာသနာဝန်ထမ်းလို့ရှိရင်ကန္ထဒူရကျမ်းဂန်အားထုတ်ရမယ်ဝိပဿနာဒူရဘုရားပေးတဲ့အလုပ်ကဝိပဿနာတရားအားထုတ်ရမယ်ကျမ်းဂန်ပေးစာသိရမယ်ဟိုမြို့တကရွာတကလှည့်ပြီးတကလာပစ္စည်းလေးပါပေါ်များဖို့လုပ်နေဖို့မဟုတ်ဘုရားကခိုင်းတာကဒုရနှစ်ပါးကိုခိုင်းတယ်သူကမြို့တကာရွာတကာလှည့်ပြီးတကာလာပစ္စည်း၄ပါးကိုဓမြတိုက်နေတယ်ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကပထမမဟာသောရကြီးဒီသာသနာမှာပြင်ပထမသခိုးကြီးလို့အဲ့ဒီလိုကပြီးတက်ပြီးတော့ပေးလိုက်ဒုတိယသာသနာတော်မှာခိုးသူကပါလေဒီတကတော်တွေတရားပေးစာတွေကိုဆရာသမားများထံသင်ပြီးပြီဆိုတဲ့အခါကသူအခါကျတော့သူကဟောအဲ့ဒီဟောတဲ့အခါလူတွေကသူ့အံ့ဩတဲ့အခါကျအရှင်ဘုရားဒီတရားတွေအရှင်ဘုရားဘယ်ကညတွေ့ရသိရတော့တပည့်တော်တို့တစ်ချိန်တစ်ပန်းတရားတစ်ခါမှမကြားရမနာရဘူးဘာတကားနဲ့ဒီလိုပြောတဲ့အခါရိုးရိုးပြောလို့ရှိရင်ဘယ်ပိဋကကလာတာပါဘယ်သုတ်တံကလာတာပါဘယ်နိကေကလာတာပါလို့ဒီလိုရိုးရိုးပြောရမယ်အစမပြောဘဲနဲ့ဩဒီလိုတရားမျိုးဆိုတာငါတို့လိုပုဂ္ဂိုလ်ကမှဟောတတ်တာကိုတရားလုပ်ပြီးတော့ဘုရားတရားကိုတရားလုပ်ပြီးတော့အချိန်ကြီးအောင်ပြောတဲ့ယဟန်အချိန်ကြီးအောင်ပြောတဲ့ပုဂ္ဂိုလ်ဒုတိယဓမြဘိုးတဲ့ဒုတိယသခိုးဘိုးဘာကိုဘုရားရဲ့တရားတွေကိုတရားလုပ်ပြီးပြောတာဘုရားရဲ့တရားတွေကိုခိုးတာပေါ့အဲ့ဒါကြောင့်အဲ့ဒါဒုတိယဓမြဘိုးတဲ့ဒုတိယသခိုးဘိုးတဲ့သာသနာမှာတတိယဓမြဘိုးတတိယသခိုးဘိုးကမလို့လဲမိမိကိုယ်တိုင်ကမစင်မကြဲတဲ့ပုဂ္ဂိုလ်ဖြစ်ပါလေရကနဲ့သာသနာတော်မှာစင်စင်ကြဲကြဲကျင့်ကြံနေတဲ့ပုဂ္ဂိုလ်သွားပြီးတကားလားသီလမစင်ကြဲဘူးအစရှိသည်ဖြင့်ဆွဆွဲပြောဆိုပြီးအဲ့ဒီပုဂ္ဂိုလ်ကိုတတိယသခိုးကြီးဘာခိုးတော့ကိုယ်တော့ဖြင့်မရှိလဲမရှိပဲနဲ့သူတို့ကရှိတဲ့သီလသွားပြီးတကားလားဖြစ်လို့ဖြစ်ပြီးသွားခိုးတာပေါ့အဲ့ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုတတိယသခိုးလို့ခေါ်တယ်တတိယသခိုးဘိုးတတိယဓမြဘိုးသာသနာမှာသတုဋ္ဌသခိုးဘိုးသတုဋ္ဌဓမြဘိုးဆိုတာဘာလဲတန်ခိကဖြစ်တဲ့ပစ္စည်းလလဘတွေကိုတရားဓမ္မတွေပေးပြီးဖြာရောင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာဖြင့်လေသတုဋ္ဌဓမြဘိုးကြီးသတုဋ္ဌသခိုးဘိုးကြီးပဲလို့သူပါခိုးတော့တန်ခိကလက်တွေခိုးတာပေါ့တန်ခိကပစ္စည်းတွေနဲ့သူကဟိုတရားဓမ္မအပေါ်မျက်နှာလို့ဖြာရောင်းဒါလိုပေးတယ်ဆိုတာတိုင်းကပစ္စည်းတွေခိုးနေတာပဲတဲ့ဒါကြောင့်သူသတုဋ္ဌသခိုးကိုသတုဋ္ဌဓမြဘိုးလို့ခေါ်တယ်
သတိဝကေဘိက္ခဝေလောကေသမရကေအယံအကောမဟာသောရောယံဇောအတံတံဝါဘုဒံဥဒ္ဒရိမနုဿဓမ္မံဩငပတိစိတ္တတို့ပိသမမြောက်သခိုးကြီးကတော့ဘိုးတဲ့နော်နတ်မြမနဲ့တကွတော့လောကကြီးတစ်ခုလုံးမှာအကျင့်ပုဂ္ဂိုလ်သည်မိမိတန်တမှာပြစ္ဆုတ်ပံအားဖြင့်လည်းထင်ရှားရှိသေးမဟုတ်အတိတ်ကလည်းမဖြစ်ဘူးခဲ့တဲ့ဇန်တရားတွေမတရားတွေဖိုးတရားတွေကိုမရမသိပဲနဲ့ရတယ်သိတယ်လို့ဝါကြွားပထွားပြောကြ၏အဲ့ဒီပုဂ္ဂိုလ်ဟာဖြင့်လောကကြီးတစ်ခုလုံးမှာဖြင့်အကြီးဆုံးသောသခိုးကြီးပဲအဲ့ဒီပင်စမမြောက်ဖိုးသူကြီးကိုအခုနောက်ဆုံးဝတ္တလပုဂ္ဂိုလ်အနေနဲ့ယောဟာဝယောဝေနရဟံသံတော်အရဟံပတိဇာနာတိသောရောသဗြမကေလောကေဣသောခောဝတ္တလဓမ္မောဗျမနာဧကိကဘုံနာယောအကျဉ်သူသည်ဝေစင်စစ်ဧကံမှန်အဖြစ်အနရဟံသံတော်ယဟန္တာမဟုတ်ပါပဲလျက်အရဟံပတိဇာနာတိငါယဟန္တာပဲလို့ရေရေကြီးဝန်ခံ၏သဗြမကေလောကေဗြမနှင့်တကွသောလောကသုံးပါး၌သောတော်အကြီးဆုံးသောပြင်စမခိုးသူကြီးဖြစ်တဲ့ဧသောခောဤယဟန္တာမဟုတ်ပဲယဟန္တာပါလို့ဝန်ခံတဲ့ပုဂ္ဂိုလ်သည်ဝတ္တလဓမ္မောအကုသိုလ်တရားကိုတိုးပွားစေတတ်တဲ့ပုဂ္ဂိုလ်တို့အနဲ့ပုဂ္ဂိုလ်တို့အောက်အစသာတွန်းတူး၍ယုံမှာအကုသိုလ်တရားတွေကိုတိုးပွားစေတတ်တဲ့အတွက်ဝတ္တလဓမ္မသူယုံမှာအောက်အယုတ်ဆုံးအញ្ញံဆုံးမြည်ပါပေ၏လို့နောက်ဆုံးပြင်စမခိုးသူကြီးကိုဖြင့်အဲ့ဒါလောက်ရရဆက်ဆက်ဘုရားနှိပ်ပြီးတော့ဟောလိုက်ဟောပြီးတော့ဣတိခောဝတ္တလဥဒ္ဒါမယယေတိပကာပိတာနိဂောဥပ္ပိယမနဘုံနာအခိကဘုံနာမယငါတိယေတေဝတ္တလအကျဉ်ခိုးသူအကျဉ်ယုံမှသောသူတို့ကိုဥဒ္ဒါဟောကုန်၏တေထိုယုံမှတဲ့သူတို့ကိုပကာတိတာယခုအကျယ်အားဖြင့်32ပါးပြအပ်ကုန်၏ကျန်တွက်ရင်32ပါးရှိလိမ့်မယ်တဲ့နော်သူယုံမှတွေသူယုံမှကြီးအဖြစ်ကိုပြုတတ်တဲ့တရားတွေဟာ32ပါးရှိတယ်သင်ကအခုပြောနေတယ်ငါဖျားကိုဝတ္တလလို့ပြောတယ်ဘာဆွဲပြောတာဇတ်ကိုဆွဲပြီးတော့ဝတ္တလလို့ပြောသလားအဂိကပုံနာတိဇမနဇမြတ်စွာဘုရားကအတမိဏခတ္တိယဇဇတ်ကိုဆွဲရလေဝတ္တလလို့ဘုရားကိုမသုံးတတ်ဘူးအဲ့ဒီလိုမသုံးတတ်ပါဘဲနဲ့သူသုံးခြင်းဟာလောကသူတို့ဗြဟ္မဏတို့ရဲ့ဗဂတိအယူမှာဇတ်မိန်တဲ့ပုဂ္ဂိုလ်ကိုဝတ္တလလို့ခေါ်ပါလက်ရက်ကနဲ့မဟုတ်တာသူမူသားစကားနဲ့ဘုရားကိုဝတ္တလလို့ဆိုလိုက်ခြင်းတော့သူကိုယ်တိုင်ကမူသားသုံးဒီတော့သူယူရတာကဘာလဲဘုရားကိုဝတ္တလလို့ဆိုလိုက်ခြင်းဟာမြတ်စွာဘုရားကဇတ်ညံ့တဲ့ပုဂ္ဂိုလ်တွေနဲ့သာသနာမှာလက်ခံပြီးတော့ယဟန်ပြုတယ်ထိုသူတွေနဲ့အတူစားတယ်ဒါကြောင့်ဘုရားလည်းဝတ္တလပဲလို့ဒီအစွဲမျိုးနဲ့သူကဝတ္တလလို့ခေါ်လိုက်ဒီတော့ပုံနာတို့ရဲ့အယူမှာဒီပုဂ္ဂိုလ်ဟာဝတ္တလပဲသူရုပ်မှာပဲဆိုတာဇတ်ညံ့ရင်ဝတ္တလဇတ်မြတ်ရင်ဗြဟ္မဏလို့သူတို့ကထင်တယ်အေးသူတို့ကဗြဟ္မဏဝတ္တလဆိုတဲ့အခွဲမှာဇတ်ပေါ်မူတဲ့ပြီးတကာလဇတ်ညံ့ရင်ဝတ္တလဇတ်မြတ်ရင်ဗြဟ္မဏလို့သူတို့ကဒီလိုခွဲတော့တရားကိုယ်တော်မြတ်ကပရမတ္ထသဘာဝအချင်းဝတ္တလနဲ့ဗြဟ္မဏခွဲပြခြင်းလို့နဇစ္စာဝတ္တလောဟောတိနဇစ္စာဟောတိဗျာမနောကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဗျာမနောဗျမနအဂိကဘာရသွာသပုံနာဇစ္စာအမောင်တို့ထင်တဲ့အတိုင်းဇညံညင်းရောက်ဝတ္တလောသူယုံမာတိနာဟောတိဖြစ်သည်မဟုတ်ပေဇစ္စာသင်တို့ထင်တဲ့အတိုင်းဗျမနဇတ်လိုဇက်ကမြတ်လေသောကြောင့်ဗျမနောဗျမနမြည်ပြီးနာဟောတိမဖြစ်ပါပေကမ္မုနာယုံမာတဲ့အကုသိုလ်ကံကြောင့်ဝတ္တလောသူယုံမာတိဟောတိဖြစ်ကမ္မုနာစင်ကြဲတဲ့ကုသိုလ်ကံကြောင့်ယမနောအစင်ကြဲတဲ့ပုဂ္ဂိုလ်ဒီဟောတိဖြစ်ပါပေပုံနာစင်ချင်းလို့မဟုတ်ဘူးဇတ်ကြောင့်သူယုံမာဇတ်ကြောင့်သူလူစင်ကြဲဒီလိုမဟုတ်ဘူးနော်တဲ့ကံကြောင့်သူယုံမာဖြစ်တယ်ကံကြောင့်စင်ကြဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အကုသိုလ်ကံကြောင့်သူယုံမာဖြစ်တယ်အကုသိုလ်ကံကြောင့်
စင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရမိနာပိသာနာထယထာမိရမိတသနာငါပြောတဲ့စကားကိုလေအခုကြလက်တန်သောဥပမာနဲ့လည်းပဲနားလေသံစဉ်းစားစမ်းတဲ့နော်သူပြတဲ့ဥပမာကဘာလို့လဲလို့ဆိုတော့မာတင်ကကိုပြခြင်းလို့သန္တာလာဗုဒ္ဓသောပါကောမာတင်ကိုဣတိဝိတုတော်ကြားဘူးမဟုတ်လားဟိုတခေတ်ကပေါ်ခဲ့တဲ့မာတင်ကဆိုတဲ့ဒွန်းသန္တာလေမကြားဘူးလားကြားဘူးလေဒီပုံသားတွေရဲ့အမှတ်အသားဒီဝေဒကျမ်းဒီမှာလည်းပဲဒီပူရန်ကျမ်းတွေထဲမှာမာတင်ကတို့ရဲ့အဖြစ်တွေကိုအကုန်လုံးရှိကဟုတ်လားရှိထားတယ်အစဉ်အဆက်အပြင်ပူရန်စကားအနေနဲ့ကြားထားတာရှိဘာပြုလို့သောယသံပရမံပတ္တောမာတင်ကိုယံသူဒုံလပံအာဂိသုံတတုပါဒနံခတိယဗျမနာဘဟုအဲ့ဒီမာတင်ကဝတ္ထုများမျှောကြည့်လိုက်တာပထမပိုင်းမှာဆင်းရဲတယ်လေနောက်ကြတော့သူဇန်နေရအောင်အားထုတ်ပြီးတော့မြမကြီးအသွင်ဖြင့်ဒိဋ္ဌမင်္ဂလိကာကိုသူရှင်းမြောက်တယ်နောက်တစ်ချိန်မှာဒိဋ္ဌမင်္ဂလိကာရဲ့သားမန္တပြဟာပုံငါးတွေသာလှူပြီးတကာလဒီပြင်ပုဂ္ဂိုလ်တွေကိုအလှူမပေးတဲ့အတွက်မန္တပြကိုသွားပြီးတကာလယဟန်ယသိယဟန်အတွန်းနဲ့သွားဆုံးမခဲ့တယ်မန္တပြရဲ့အယူမှားကိုဆုံးမပြီးတဲ့အခါကျတော့လည်းပဲဒီဇာတိဝါဒဗြဟ္မဏရဲ့ယသိရဲ့အယူမှားမမနာကိုဆုံးမခဲ့တယ်အဲ့ဒီလိုဆုံးမပြီးတဲ့နောက်တစ်ချိန်မှာမာတင်ကပညာရှိရဲ့မာတင်ကယသိသူမြတ်ရဲ့ကြော်သောခြင်းဟာလေလူကြီးမှာအင်မတန်ပြတ်နှံ့ခဲ့တယ်ကြိုင်လိုက်ခဲ့တယ်သူ့ထံကိုမင်းတွေပုံသားတွေအများကြီးလာရောက်ပြီးတော့ခါစားခဲ့ရတယ်မဟုတ်လားမာတင်ကဝတ္ထုပြန်ကြည့်နောက်ဆုံးသူပါဖြစ်တယ်လေဒေဝယာနံဘိရုံရှာဝိရဇံသောမဟာပထံကာမရာဂံဝိရာစေတဝါပြမလောကုဘကောဟုသောထုမာတင်ကပညာရှိသည်အမျိုးများပြန်ကြည့်လားသွန်စန္ဒာဆိုတော့ဖြစ်တဲ့ညံ့တာရှိသေးရဲ့ဘလို့ညံ့ပြီမယ်လို့သောထုမာတင်ကပညာရှိသည်ဝိရဇံကိလေသာကြီးဟူသောမြွအငြဲကြီးမှကင်းစင်သောမဟာပထံမြတ်သောဘုရားလုံးသူတော်ကောင်းတို့သွားရာလမ်းကြောင်းတစ်ဖွဲ့ဖြစ်သောဒေဝယာနံဗြဟ္မကြီးယောက်ျောင်းလမ်းကြောင်းရင်ကောင်းတစ်ဖွဲ့ဖြစ်တဲ့ရှစ်သွယ်သောသမာဘဗြဟ္မကြီးသွားယောက်ျောင်းရင်ယထာကြီးကိုအဖြစ်လုံးရှာတက်စီပြီးတကာလကာမရာဂံဝိရာဇတဝါကာမယာကကိုခွာပြီးတကာလဗြဟ္မလောကုဘကောအဟုသုတိပြကျွေးသေးသည်မှနောက်ကာလဝယ်ဗြဟ္မကြီးတို့ကရောက်ခဲ့လေပြီမာတင်ကလောက်ဇညံတာဘသူရှိတော့မာတင်ကလောက်ဇညံတဲ့ပုဂ္ဂိုလ်ကအကျင့်ကောင်းတော့ကံကောင်းတော့ကိုအင်မတန်သင်ရှားတဲ့ကြောကြားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်မသွားဘူးလားပြစ္ဆုတ်ဗမ္မာသာမဟုတ်ဘူးတမလုံးမှလည်းပဲအမောင်တို့အဂိကလိုလားနေကြတဲ့ဗြဟ္မကြီးကိုမာတင်ကရောက်တယ်တဲ့နနန္ဇာတိနိဝါရေတိဗြဟ္မာလောကုပပတ္တိယမောင်တို့ထင်တာကဇညံတဲ့ပုဂ္ဂိုလ်များဗြဟ္မကြီးမရောက်ရဘူးလို့ထင်တယ်မဟုတ်ဘူးလားမာတင်ကရဲ့ဇဟာဒွန်းစန္ဒာဇမောင်တို့အလိုအညံ့သုံးမဲ့မဟုတ်လားအဲ့ဒီဒွန်းစန္ဒာဇကမာတင်ကကိုဗြဟ္မကြီးကကြောင်းမဲ့ပဋိသေရီအကျိုးများတားမြစ်သလားတဲ့မတားမြစ်ဘူးအဲ့ဒီစကားအရာဘာကြည့်မလဲဇတ်ကြောင့်ဝတ္တလဖြစ်တာမဟုတ်ဘူးဟုတ်လားဇတ်ကြောင့်ဗြဟ္မဏဖြစ်တာမဟုတ်ဘူးကံကြောင့်ဝတ္တလဖြစ်တာကံကြောင့်ဗြဟ္မဏဖြစ်တာဒီမှာဟုတ်လားဇတ်ကြောင့်ဝတ္တလဖြစ်တာမဟုတ်ဘူးဆိုတဲ့အချက်ပြီးသွားတယ်ကံကြောင့်ဝတ္တလဖြစ်တာကံကြောင့်ဗြဟ္မဏဖြစ်တာဆိုတဲ့စကားနှစ်ခွန်းမှာမာတင်ကဟာဇာအဖြစ်ယုံဉာဏ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်လင့်ကစားစင်ကြယ်တဲ့ကောင်းမှုကုသိုလ်ကံတွေပြုလုပ်တဲ့အတွက်ဗြဟ္မဏဖြစ်သွားရတယ်ပြစ္ဆုတ်ပံမှာလည်းစင်ကြယ်တဲ့ဓမ္မလုံးမှာလည်းဗြဟ္မကြီးကိုကရရကဲပုံနာတွေဇတ်မြတ်တယ်ဇတ်မြင့်တယ်မြတ်တယ်ပဲထားအောင်ဇတ်ကြောင့်ဗြဟ္မဏမဖြစ်တာပြောပြအောင်မယ်ဣဇာယကကုလေသာတာဗြဟ္မဏမန္တဗန္ဒဝဣဇာပါပိတုကာမေတုအဘိနာမုပအတိတ်တရေဗြဟ္မဏအဂိကပုံနာ
ဣဇာယကကုလေဘေးရင်တရစေတဲ့အမျိုး၌ဇာတာဖြစ်ရောက်ကြကုန်သောမောင်တို့ပုံသားမျိုးကဣဇာယကကုလေဘေးရင်တရစေတဲ့အမျိုးဆိုတာခုမှဂုံတင်ပြီးခေါ်နေတာနော်ရှင်းတော့ကဓမ္မဝင်သားတဲ့ပုဂ္ဂိုလ်ဒီလို့ခေါ်တာဣဇာယကကုလေဘေးရင်သုံးပုံတရစေတဲ့ဗြဟ္မဏအမျိုး၌ဇာတာဖြစ်ရောက်ကုန်သောမန္တဗန္တဝါဘေးရင်သုံးပုံလည်းဆွေခင်မွင်းရှိကြကုန်သောဗြဟ္မဏပုံသားတို့သည်တန်တိရှိရပေကုန်၏မောင်တို့ဗြဟ္မဏဇအမြတ်ထားတဲ့လူတွေမရှိဘူးလားဧသာထိုဗြဟ္မဏဇမောင်တို့အမြတ်ထားတဲ့ပုဂ္ဂိုလ်များသည်လေပါပေသူကံမေသူအကုသိုလ်အမှုတို့၌အဘိနံအမြဲမပြတ်စေဥပဒေကရေအကယ်၍ထင်ကုန်ရန်အဲ့ဒီပုံသားတွေကဟုတ်လားပုံနမိုက်တွေရောမရှိဘူးလားပါဏာတိပါဒအမှုတွေပြုနေတဲ့ပုံနမိုက်တွေပုံသားဓမ္မတွေလည်းရှိသပါနော်အဲ့ဒီလိုပုံနာပါဏာတိပါဒဓမ္မတွေမင်းတို့ဗြဟ္မဏဇတ်ထဲကနေပြီးတကားလားငါများတဲ့ပုံနာတွေအကုသိုလ်ဓမ္မတွေရှိဘူးလားရှိတာပေါ့နော်သွားကြည့်ပါလားဟုတ်လားမန္တလေးမှာတောင်မှသူတို့ဗြဟ္မဏပါဆိုတဲ့ကလားတွေပေါ့နော်ဟုတ်လားဟောင်ကြားကနေနေပြီးတော့ငါမြားနေသေးတာပဲခေါင်းကလည်းပဲသူဟာသပင်လေးလည်းပါရဲ့အဲ့ဒီလိုမင်းတို့ဗြဟ္မဏထဲမှာလေအကုသိုလ်မှုတွေကိုနေ့စဉ်ရက်ဆက်ပြုလုပ်နေတဲ့ဗြဟ္မဏတွေမရှိဘူးလားရှိတယ်အဲ့ဒီရှိတဲ့ဗြဟ္မဏတွေကိုဒိဋ္ဌိဝါဒမေကလည်းရှားသမရာယေသဒုက္ခတိနနေဇာတိနိဝါရေတိဒုက္ခတိယကရဟာယဝါအဂိကပုံနာအဲ့ဒီလူတွေကိုသူတို့အမေဖေတွေကဘယ်နဲ့ပြောလဲဟာဒီကောင်းလေးတို့သားသမီးမဟုတ်ဘူးဟာသူတို့အမေဖေဖြစ်တဲ့ဒီပုံနာကြီးတွေကဟုတ်လားကိုကျင့်ကောင်းတဲ့ပုံနာကြီးတွေကဒီကောင်းတွေတို့သားသမီးမဟုတ်ဘူးဟာအလကသူရုပ်မာတွေဟောသူတို့ကပြောတာအင်းတခါပုံနာချင်းချင်းလည်းပဲဒီကောင်းတွေအကုသိုလ်တွေလုပ်နေတယ်ပုံနဇက်ပြက်ပြီးဒီကောင်းတွေနောက်ကိုတို့ရဲ့သမင်းစားပွဲထဲမှာမသွန်းတဲ့သိရင်မသွန်းတဲ့လို့ဝိုင်းပယ်ပြီးဒီပြည့်လူတွေကလည်းဗြဟ္မဏဇတ်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်းဒီကောင်းတွေဗြဟ္မဏလည်းဆိုသေးတယ်ငါလည်းမြားသေးတယ်ဗြဟ္မဏလည်းဆိုသေးတယ်ဟုတ်လားသူတို့ကဥစ္စာလဲခိုးသေးတယ်နဲ့မျက်မှောက်ပြစ္ဆုတ်ပံဘဝမှာပဲအကဲ့ရဲ့မခံရဘူးလားတမလုံလောကဟိုဘဝမှာလည်းပဲငရဲတိရစ္ဆာန်ပြိတ္တာသူရကဲဆိုတဲ့အပေပုံမိဒုက္ခတိကိုသူတို့မလားရဘူးလားသူအကုသိုလ်မှုပြုတဲ့အတွက်ဗြဟ္မဏမတော့အပေလွတ်လားဟုတ်လားအကုသိုလ်မှုပြုလို့ရှိရင်ဇဉ္ညာနဲ့ဝဇလသန္တာလလိုလူမအပေရောက်စေလားမဟုတ်ဘူးအကုသိုလ်မှုပြုရင်ဖြင့်မောင်တို့ဇတ်မြင့်ပါတယ်ဆိုတဲ့ဗြဟ္မဏတွေလည်းသေရီရချမင်းမှာပဲလေးပုံရောက်ရတာပဲဒါသူတို့လည်းဝန်ခံတယ်လက်ခံအဲ့ဒီလူတွေကိုနနေဇာတိနိဝါရေတိဒုက္ခတိယကရဟာယဝါအဲ့ဒီလူတွေကိုသူတို့ငကိုကမိဘကမွေးထုတ်လိုက်တဲ့ဗြဟ္မဏဇတ်ကများဒုက္ခတိဘေးကလွတ်အောင်ကယ်နိုင်ရလားဟုတ်လားအကဲ့ရခံရတဲ့ပစ္စုပန်အကဲ့ရခံရတဲ့ဥပဝါဒဘေးမှများလွတ်အောင်ကဲ့ရလားမကဲ့ဘူးနော်ဒါကြောင့်ဇတ်ဟာဇတ်ကြောင့်ပုံငါမဖြစ်နိုင်ဘူးဇတ်ကြောင့်သူယုံမှမဖြစ်နိုင်ဘူးကောင်းမှုကုသိုလ်ကံကြောင့်စင်ကြဲတဲ့ဗြဟ္မဏဖြစ်နိုင်တယ်မကောင်းမှုအကုသိုလ်ကံကြောင့်မစင်ကြဲတဲ့ဝဇလဖြစ်နိုင်တယ်ဒီစကားနှစ်ရစုံပြီးဖြစ်လို့နသစ္စာဝဇလောဟောတိနသစ္စာဟောတိဗျာမနောကံမုနာဝဇလောဟောတိကံမုနာဟောတိဗျာမနောလို့မူလတကချင်းအတိုင်းအဂိကပုံနာဇတ်ကြောင့်သူယုံမှာဖြစ်တာမဟုတ်ဘူးဇတ်ကြောင့်ပုံနာဗြဟ္မဏဖြစ်တာမဟုတ်ဘူးအကုသိုလ်ကံကြောင့်သူယုံမှာဖြစ်တယ်ကုသိုလ်ကံကြောင့်စင်ကြဲတဲ့ဗြဟ္မဏသူတော်စင်ဖြစ်တယ်လို့အဲ့ဒီလိုဒေသနာနိဂုံးအထုံဥဒ္တဲ့အခါကျတော့အဂိကပုံနာကဘာလျှောက်တယ်လဲအဘိက္ခဏံဘောဂောဓမ္မအဘိက္ခဏံဘောဂောဓမ္မတရားထာအပိဘောဂောဓမ္မနေကုသိတံဝဥက္ကုသေယရဏဂုံခာမိတဲ့ဘောဂောဓမ္မဟိုရှင်ကြီးဂောဓမ္မအဘိက္ခဏံနှစ်လိုအာယံဝမ်းမြောက်ဖွယ်ရှိပါပြီသောအဘိက္ခဏံနှစ်လိုအာယံဝမ်းမြောက်ဖွယ်ရှိပါပြီသောသေယထာပိဘောဂောဓမ္မအလောကုပမာနိုင်ွယ်ရာကအရှင်ကြီးဂောဓမ္မနေကုသိတံနေကုသိတံအောက်သို့မျက်နှဝပြုရထားအပ်သောဝတ္ထုကိုဩကုသေယသေယထာပိတန်၍ပြတဲ့ကဲ့သို့၎င်းပဋိသန္နံသုံးတစ်ခုဖြင့်ဖုံးလွှမ်း၍ထားတဲ့ဝတ္ထုကိုဝိဝရေယသေယထာပိ
ဖွင့်လှစ်၍ပြတဲ့ကဲ့သို့၎င်းမူလသာမျက်စိလေလမ်းမ၍နေသောသူအားမကံလမ်းမှန်ကိုအာသိခေယသေယဓာပိလက်ကိုကိုင်ဆွဲမောင်းသွားရမယ်လမ်းဟာဤလမ်းပဲဟုညွန်ပြသောသူညွန်ပြတဲ့ကဲ့သို့၎င်းအန္တာကာရေအမိုင်းမောင်း၌သက္ကုမန္တောမျက်စိအမြင်ရှိကြတဲ့ပုဂ္ဂိုလ်တို့သည်တခန်းတိမြင်ညကုန်လတ္တဣတိဤသို့နှလုံးပိုက်၍အန္တာကာရေအမိုင်းမောင်း၌တေလပြေသောတံစီမိတဆောင်ကိုဒါရေယသေယထာပိထွန်ဆောင်မိသိ၍ကြတဲ့ကဲ့သို့၎င်းဧဝမေဝံဤယတုပင်လင်ဘောဓဂေါတမေနအရှင်ဘုရားဂေါတမသည်အနိကပရိယာယေနတပါးမက32ပါးများပြားစွာသွားသောအကြောင်းအရာဖြင့်ဓမ္မောဝဒလမြည်ကြောင့်တရားဝဒလခေါ်ဆိုရမယ်ပုဂ္ဂိုလ်ဆိုတဲ့တရားတော်တွေကိုပကာတိတော်ပြပါပေ၏ဧသာဟံဘဝန္တံဂေါတမံတရဏံကိသာမိဓမ္မင်္စဘိက္ခုသံဃင်္စာဧတံဧသောဟံတို့အကျွန်ုပ်သည်ဘဝန္တံဂေါတမံစအရှင်ကြီးဂေါတမကို၎င်းဓမ္မင်္စဆေပါတော်တရားတော်မြတ်ကို၎င်းဘိက္ခုသံဃင်္စာယဟန်သံဃာကို၎င်းတရဏံဣတိကိုယ်ွယ်လီလျောင်းပုံအောင်ရာသံဃာဘေဒုက္ခမှာကဲတင်တတ်တဲ့စောင့်ရှောက်တတ်တဲ့ကိုယ်ွယ်ရာဟု၍ကိသာမိသိရှိပါ၏ဣဇာတကေမမောဂေါတမောပါဓာရိတုဣဇာတကေပါဏုပေတံတရဏံဂတံဤဥပါဒကမံဘဝံဂေါတမောဓာရိတုဣဇာတကေပါဏုပေတံတရဏံဂတံခဏိကစပြီးတော့အသက်ရှိသမျှကာလပတ်လုံးအသက်ထဆုံးကာလပတ်လုံးတတိတော်ကိုတရဏဂုံတည်တဲ့ဥပါဒကဒါယကတယောက်ဟူ၍မှတ်တော်မူပါလို့တရဏဂုံတည်တယ်တရဏဂုံတည်ပြီးတဲ့နောက်၅ပါးသီလသိက္ခာပဒသီလများကိုဆောက်တည်ပြီးတော့သွားခဲ့ရနော်ဒါဝဒလသုတ်တံလို့ခေါ်တယ်လောကကဝဒလတွေများလွန်းလို့ဝဒလတွေပဲအကောင်းဆုံးပြီးတကားလားပေါင်းရသိညာရလွန်းလို့ဝဒလမှမသိဘဲနဲ့ပေါင်းပြီးသိမိမာဆိုးလို့ဝဒလ32မျိုးရှိတဲ့အကြောင်းဝဒလသုတ်တံလို့သုတ်တနိဗ္ဗာန်ပါဠိတော်မှာဂါထာ29ပါးတို့ဖြင့်9ဂါထာတို့ဖြင့်တန်စာရှင်၍ဘုရားဟောကြားထားတယ်ဝဒလသုတ်တံကိုကြားနာခြင်းသမထဝနာကောင်းမှုကုသိုလ်ကံစေတနာတရဏဂုံသီလတို့ကိုဆောက်တည်ရခြင်းသီလမရကောင်းမှုကုသိုလ်ကံစေတနာတစ်နေ့ပတ်လုံးအဘိဓမ္မာဒေသနာတို့ကိုမေ့ဖြေကျူးရွတ်ခြင်းဓမ္မပူဇာဘာဝနာကောင်းမှုကုသိုလ်ကံစေတနာဓမ္မပူဇာဖြစ်ပါစေခြင်းအလို့ငါဣတိယဓမ္မဒါတ္တဗဝတ္ထုတို့ကိုတရားပြန်ထမ်းလူတိုင်းရခြင်းဒီဟုသောကောင်းမှုကုသိုလ်ကံစေတနာဤကောင်းမှုကုသိုလ်ကံစေတနာအရရတို့ကြောင့်ဤဝဒလသုတ်တံ၌လာရှိသောဝဒလကရဏအကုသိုလ်တရားတို့ကိုနှိမ်မြန်စွာအကျွမ်းမဲ့ပယ်ရှားနိုင်ကြပါစေကုန်သတည်းထိုမှအပြန်ဖြစ်တဲ့အမျက်မထွက်ခြင်းရံညိုမထားခြင်းအစရှိတဲ့ယမနကာရကသူတော်စင်အဖြစ်ကိုပြုလုပ်တတ်တဲ့32ပါးသောတရားတို့ကိုတနေ့တခြားပွားများကြုတ်ကိုအထုံနိုင်ကြပါစေကုန်သတည်း32ပါးသောယမနကာရဏတရားတို့ကိုတနေ့တခြားပွားများကြုတ်ကိုအထုံနိုင်ကြသဖြင့်သက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမသာတိဟုသောဝဒလ3မျိုးမှစင်ကြဲတဲ့သောတာပတ္တိမဂ္ဂထသောတာပတ္တိဖလားထအတိဟုသောပထမဇမနအဆင့်အတန်တို့လျင်မြန်ထုတ်ချောက်ရောက်ကြပါစေကုန်သတည်း